အသက်44နှစ်အကြာမှာပုံမှန်အသက်ရှူနိုင်ခဲ့တဲ့ဖြစ်ရက်တစ်ခါကလူငယ်တစ်ယောက်ဟာအယုတ်တနက်နဲ့ကစားရင်ဓာတ်အဖျားလေးဟာနှာခေါင်းကိုဝင်သွားခဲ့ပါတယ်။အဲ့ဒီအခါသူ့ရဲ့မိဘတွေကလည်းဓာတ်အဖျားလေးကိုဖယ်ရှားဖို့အတွက်ဆေးရုံကိုအမြန်ခေါ်သွားခဲ့ပေမဲ့ဆရာဝန်တွေကဘာမှမတွေ့ဘူးလို့ပြောပြီးအိမ်ပြန်လွှတ်လိုက်ခဲ့ပါတယ်။ဒီလိုနဲ့ပဲအဲ့ဒီလူငယ်လေးဟာအသက်44နှစ်လုံးလုံးနှာရည်ယိုမှုနဲ့ခေါင်းကိုက်မှုတွေကိုဓာတ်မတည့်မှုတစ်ခုလို့အထင်နဲ့နေခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့သူဟာနှာချေလိုက်တဲ့အခါရာဘာဓာတ်အဖျားလေးဟာသူ့နှာခေါင်းထဲကနေပြန်ထွက်လာပြီးတဲ့အခါမှ44နှစ်အတွင်းမှာပထမဆုံးအကြိမ်ပုံမှန်အသက်ရှူနိုင်သွားခဲ့ရပါတယ်။ Framing ကြည်စံကဘလို့အလုပ်လုပ်တာလဲ Framing ကြည်စံနဲ့အဖြစ်ခံရရင်ထိခိုက်မှုကြောင့်ကြည်စံဟာကွဲထွက်သွားပြီးထက်နေတဲ့အစိပ်ပိုင်းလေးတွေဟာပောက်ကွဲသလိုပြန့်ထွက်သွားပါတယ်ဒီသေးငယ်တဲ့အပိုင်းလေးတွေဟာဒဏ်ရာမျိုးစုံကိုဖြစ်စေပြီးတစ်ခုချင်းစီကမတူညီတဲ့ဥတီချက်တွေနဲ့ရွေ့လျားသွားပါတယ်ဒီလိုနဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှာပျက်စီးမှုတွေပိုများလာစေပြီးအရေပြားကြွက်သားနဲ့အရေးကြီးအင်္ဂါတွေကိုစုပ်ပြဲသွားစေပါတယ်ဒါအပြင်ဒီအစအနာလေးတွေဟာအမြန်လျော့သွားတာကြောင့်ခန္ဓာကိုယ်အတွင်းမှာပိတ်မိနေပြီးထုတ်ယူရခက်ခဲကအဖြစ်ခံရတဲ့သူဟာအသက်ရှင်နိုင်ခြေကိုနည်းသွားပါလိမ့်မယ်